အားလုံးပဲမင်္ဂလာပါဒီနေ့ရောက်တင်ကြီးကတင်းကြီးတငယ်ချင်းတယောက်သူ့ရဲ့အိမ်မက်လေးအတိုင်းဖန်တီးထားတဲ့မြရတနာမိုးဆန်အိမ်လေးတဲ့ကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးရဆိုလို့ရှိရင်အေးချမ်းသာရတဲ့မော်လမြိုင်မျိုးကြောက်တန်းရက်ကွက်ကျောင်းတင်လမ်းမကြီးပေးနာမှာတိဆောက်ထားတာပဲဖြစ်ပါတယ်ရှင်အခုဆိုရင်အိမ်နဲ့ဆောက်ဝင်ပြီဆိုတာနဲ့တင်တို့အိမ်ရှိမှခြံစည်းကိုပြီးတော့တင်တို့လှေကားလေးနဲ့အပေါ်တက်သွားပြီဆိုတာနဲ့အရန်ကိုမှလှပတဲ့ကျွန်းတကားကိုဖွင့်လိုက်ပြီဆိုရင်ဧကန်အကျယ်ကြီးကိုတင်တို့တွေ့ရမှာပဲဖြစ်ပါတယ်ရှင်ဒါကြတော့တင်တို့အောက်ထက်ကဧကန်လေးပဲဖြစ်ပါတယ်နော်ဧကန်နေရာမှာဆိုရင်တင်တို့အယုတ်တွေပါထားလို့ရတဲ့စင်လေးတွေတက်တက်လောက်တာပြီးရပေါ့နော်ပြီးတော့တင်တို့အထဲထဲမှာဆိုလို့ရှိရင်မစတာဘတ်တွန်တစ်ခုရှိသေးတာပေါ့နော်ဒါကြတော့တင်တို့အိမ်ပေါ်တက်မှမနေခြင်းပဲနဲ့အောက်ထပ်မှနေတယ်ဆိုရင်လည်းရတာပေါ့နော်ဒါမှမဟုတ်ဧည့်သည်တွေပါလာတယ်ဆိုလို့ရှိရင်လည်းဒီအခန်းမှာပေးတယ်လို့ရပါတယ်ရှင်ပြီးတော့တင်တို့အနောက်ခန်းမှာဆိုလို့ရှိရင်သမင်းချက်တဲ့နေရာရှိမယ်ရေသုံးကပြင်းပေါ့နော်ဒါလေးဆိုလို့ရှိရင်ရေသုံးကပြင်းမှာကြွေပြားလေးတွေကတ်လာတာဆိုလို့ရှိရင်အရန်သဘောကျဖို့ကောင်းပါတယ်ရှင်တင်တို့တက်သားတွေပါတွေညာတွေနဲ့မဟုတ်ဘဲနဲ့ကြွေပြားဆိုတော့လေရေဆူလဲခန့်တယ်ပြီးရင်တော့အောက်အဆင့်နေမှာဆိုလို့ရှိရင်လည်းအိုးခွက်ပကံတွေထည့်လို့ရတဲ့ကြောင်အိမ်လေးတွေလည်းလောက်တာပြီးတယ်ဆိုတော့တက်ရက်ရက်လေးနဲ့မီးဖို့ကြောင်လေးကအရန်ကိုမှချစ်စရာကောင်းနေပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်လည်းထွဲလက်ပေါ့နော်ထွဲလက်နဲ့ရေချိုးကန်နဲ့ကြတော့သူကတီးတန့်လေးခွဲထားပေးတဲ့အတွက်ကတော့တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ပေါ့နော်ဒီအချက်ကတော့တင်ရင်သဘောကျဆုံးပါပဲတချို့နေရာတွေဆိုလို့ရှိရင်ထွဲလက်နဲ့ရေချိုးကန်နဲ့တွေ့ရတာဆိုလို့ရှိရင်တင်းလုံးဝမကြိုက်ဘူးပေါ့နော်အခုကနှစ်ခန်းခွဲတာပေါ့နော်ထွဲလက်နဲ့ရေချိုးကန်ပေါ့နော်အရန်သဘောကျပါတယ်ဒါဆိုတော့တင်းတို့အပေါ်တက်ကြည့်ကြရအောင်နော်အပေါ်တက်တဲ့လမ်းလေးမှဆိုလို့ရှိရင်လည်းစတီလက်ရန်လေးနဲ့ကတော်တော်လေးကိုမိုက်ပါတယ်နော်အပေါ်တက်ကိုရောက်ရင်လည်းဗုဒ္ဓဘာသာတရားအနေနဲ့ကျက်တရေဆောင်လေးဖြစ်တဲ့ဖျားခန်းလေးတစ်ခန်းရှိပါမယ်ဖျားအခန်းတော့မဟုတ်ဘူးပေါ့နော်ဒါကတော့ဗီဒီယိုနဲ့ဆင်နဲ့တခါတည်းအဲ့လိုမျိုးဝယ်တာဖြစ်ပါတယ်ရှင်ဒါကတော့လူမနေသေးတာဖြစ်တဲ့အတွက်ဖျားစင်နူးတော့မပင့်ရသေးဘူးပေါ့နော်အိမ်ထဲလုံးမတခါတည်းပြင်မှာဖြစ်ပါတယ်ရှင်ဖျားစင်လေးဝယ်ရင်းနဲ့ဒီဘက်ကဗီဒီယိုလေးမှတခါတည်းဝမ်းဆောက်ဝယ်တာဖြစ်တဲ့အတွက်အိမ်မကြီးတစ်ခန်းလုံးကတကယ်ကိုကျက်တရေရှိလာပါတယ်ရှင်ပြီးရင်တော့အိမ်တအိမ်လုံးကမှန်နေနဲ့ပဲလောက်တာဖြစ်တဲ့အတွက်အလင်းရောင်ကတော့လုံးဝရှယ်ကောင်းပေါ့နော်ဒီဖျားစင်အနောက်မှဆိုလို့ရှိရင်ဒီမှန်လုံးလေးတွေကတကယ်ကိုမှလှပြီးတော့မှအလင်းရောင်တကယ်ကိုကောင်းပါတယ်ရှင်အရှိဘက်မှာဆိုလို့ရှိရင်တင်တို့ဒီမှန်တကားအနေနဲ့လောက်တာဆိုတော့တင်တို့အပြင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းရတယ်အပြင်ကကြည့်တော့တင်တို့အထဲတော့မှန်ကအမှောင်ဖြစ်နေတဲ့အတွက်အိမ်ထဲတော့မမြင်ရဘူးပေါ့နော်ဒီအိမ်ထဲကအပြင်ကိုကြည့်မယ်ဆိုရင်တော့စစ်စစ်လင်းလင်းလေးမြင်ရတာဖြစ်တဲ့အတွက်အလင်းရောင်ရပြီးတော့တော်တော်လေးကိုပိုက်ပါတယ်ရှင်ဒါဆိုရင်တော့တင်တို့အိမ်ပေါ်ဓာတ်ကအခန်းလေးတွေလိုက်ကြည့်ကြရအောင်နော်အိမ်ပေါ်ဓာတ်မှာကျတော့သူကနှစ်ခန်းရှိပါတယ်နော်မိသားစုအိတ်တဲ့အခန်းတစ်ခန်းရှိမယ်ပြီးတော့ခလေးလေးတွေနေတဲ့အခန်းလေးတစ်ခန်းရှိတယ်ပေါ့နော်ဒါကြတော့တင်တို့လင်မယားတွဲတွေပဲနေမိသားစုပဲနေပေါ့နော်အခန်းလေးတစ်ခန်းရှိပါတယ်ဒါကတော့နည်းနည်းကျဲတယ်ပေါ့နော်ပြီးတော့အနောက်ဘက်ကအခန်းလေးဆိုလို့ရှိရင်ဒါသားသမီးတွေပါနေလို့ရတဲ့အခန်းလေးတစ်ခန်းလေးရှိပါတယ်ရှင်ဒီအနောက်ဘက်အခန်းလေးကနည်းနည်းကျင်းနေဆိုပေမဲ့ခလေးတွေနေဖို့အတွက်တော့လုံးဝအဆင်ပြေတယ်ပေါ့နော်ပြီးတော့အပေါ်တက်မှဆိုလို့ရှိရင်ထွဲလက်လေးတစ်ခန်းရှိပါတယ်အိမ်တိုင်းလုံးမဆိုလို့ရှိရင်ဘာတွေအကြိုက်ဆုံးလဲလို့မေးလို့ရှိရင်တင်ရဒီမျက်နှာချက်တွေကိုအကြိုက်ဆုံးလို့ပြောရမှာပေါ့နော်ဒီမျက်နှာချက်တွေကဆိုလို့ရှိရင်ဒါအဲ့ခန်းမှာကသူကတစ်မျိုးထားတယ်အဲ့ခန်းမှာကျသူကတစ်မျိုးပေါ့နော်အယောင်လေးတွေကပုံစံလေးတွေမတူဘဲနဲ့မီဒီလေးတွေကကလပ်စစ်ဆက်ဆံလေးထည့်ထားတယ်ဆိုတော့အယောင်ကိုမှချစ်စရာကောင်းနေပါတယ်ရှင်ဒါဆိုရင်တော့တင်တို့တွေဝလန်တာဘက်ကိုတစ်ချက်လေးထွက်ကြည့်ကြရအောင်နော်တကားဖိတ်တွေကစသူအကုန်လုံးကျုံးနေပြီပဲတုံတာဖြစ်ပါတယ်ရှင်အပြင်ထွက်ရင်တော့တင်တို့ဝလန်တာလေးမှာခုံလေးခင်းပြီးတော့တင်တို့ကော်ဖီလေးထိုင်တောင်းမယ်ဆိုလို့ရှိရင်တော်တော်လေးကိုမိုက်မှာပေါ့နော်ခုကလူမနေသေးဘူးဆိုတော့မိုးလုံရအောင်ပလတ်စတစ်လေးနဲ့ကာရတာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့တင်ရဲ့ဘလော့လေးကိုဒီနားလေးမှာပဲရနာခွင့်ပြုပါအောင်နော်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်